အားလုံးပဲမင်္ဂလာပါများတူပြောသလား channel မှာကိုမတွေတူရောက်ချင်းဆိုကြိုးလိုက်ပါတယ်ကိုမတွေအားလုံးကျွန်တော်ပြောသလိုဗျာကျွန်တော် Viber ခေါ်ထားရနော်ကိုမတွေအဲ Viber ဖုန်းနံပါတ်လူဟောင်းကိုမတွေလည်းဂုံတည်ရဗျာလူသစ်ကိုမတွေလည်းကျွန်တော် Viber မှာခုအောက်မှာချထားလိုက်မယ် Viber ဖုန်းနံပါတ်ဝင်ပြီးတော့ကျွန်တော် Viber ကိုလာခဲ့ကျွန်တော်တောင်းတနေရဆိုတော့ live ပေါ်မှာခြေပြေးမရှိနိုင်တဲ့အတွက်ကိုမတွေအားလုံးကျွန်တော် Viber ခေါ်ဖြစ်ပါတယ်ကျွန်တော်ပေးတဲ့ခဏနေရလဲအားလုံးမှာလဲ Viber ပေါ်မှာပဲကျွန်တော်ပေးတာ YouTube မှာဆိုတော့သိမတင်ပြဘူးဗျာဒီဟုံးပြောသတာဆိုတဲ့အတိုင်းပဲဟုံးပြောခွင့်မှာကျွန်တော်ခဏနေအောင်တယ်အောင်ပြီးလားအဲ့ကြာတာပေးတောက်ကြာမှာလဲကျွန်တော်ထပ်ပြီးကျွန်တော် Viber မှာဆိုကျွန်တော်ပေးရကျွန်တော် Viber မှာကျွန်တော်ပေးရနော်ကိုမ Viber ကိုလာခဲ့ချစ်ကိုချစ်မကြီးအားလုံးပဲလုံးဝမနေနိုင်ရဘူးပတ်စံတွေရွာတစ်ချက်မှလည်းကိုမကျွန်တော်မတောင်းပါဘူးနော်ဒီတိုင်းမှာစေနာနဲ့ပေးမှာပါချစ်ကိုချစ်မကြီးအားလုံးကဲကိုမအားလုံးဒီဗီဒီယိုလေးတွေတွေ့ရတယ် like and subscribe လေးနဲ့ကူညီသွားကိုမအားလုံးလုံးဝအကျိုးရှိစီမဲ့ခွေးလေးဗီဒီယိုလေးဖြစ်ပါတယ်နော်share လို့ရတဲ့နေရာမှာ share သွားပြီးဝင်များလို့ရတဲ့နေရာမှာဝင်များသွားပေးပါကိုမကြီးအားလုံးပဲဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားပါကိုမကြီးအားလုံးတို့လုံးဝအကျိုးရှိစီမဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်တဲ့အားလုံးပဲဟုံးကျော်စတာဆိုတဲ့အတိုင်းပဲဟုံးကျော်ခင်မှာပဲပတ်တီးတွေခဏနေအားလုံးအောင်ပါရနော်လူအောင်ကိုမကြီးတော့အကုန်သိရဲ့လူသစ်ကိုမကြီးလည်းသိရင်မယုံကြည်ဘူးဆိုရင်တော့စောင့်ကြည့်လို့ရတယ်ကျွန်တော်ဒီပတ်ပေးမှာလည်းအခွေပေးမယ်ပတ်တီးတစ်လုံးပေးမယ်အဲ့ဒါကြီးဟုံးကျော်ခင်မှာချော့မှာတော့ကျွန်တော်ယုံကြည်ရကျွန်တော်ခဏနေအားလုံးဒါမို့အားရထွက်ပြီးရင်ကျွန်တော်နောက်ထပ်ပတ်တီးတစ်လုံးအခွေတစ်လုံးထွက်ပေးမယ်ဝါသနာရဆော့တဲ့ကိုမကြီးဖြစ်ပတ်စံကြောင့်ဆော့ရတဲ့ကိုမကြီးဖြစ်အားလုံးပဲပေါက်ရမယ်ကျွန်တော်အာမခံနိုင်ပါတယ်နော်ဟုံးကျော်ခဏနေရတော့ကျွန်တော်အလုံးဝအာမခံနိုင်ပါတယ်ကဲကိုမကြီးအားလုံးခဏလေးကိုပေးသွားမယ်3849ခွေအပူပါခွေနော်ကိုမကြီးအားလုံး3849အပူပါခွေပါခွေကပတ်တီးကတော့တစ်ပတ်တီးဖြစ်ပါတယ်နော်ပတ်တီးကတစ်ပတ်တီးပါကိုမကြီးအားလုံးပတ်တီးကတစ်ပတ်တီးဖြစ်ပါတယ်ခွေက3849ခွေပူပါခွေပါနော်ချစ်ကိုချစ်မကြီးအားလုံးပဲကိုမကြီးအားလုံးလုံးဝကျိုးရှိစီပါမယ်ကျွန်တော်ပြည့်ယူလေးက share လုပ်နိုင်မှာ share သွားပြီးဝေမျှလို့ရတယ်မှာဝေမျှသွားပြီးကိုမကြီးအားလုံးကိုကျွန်တော်ကဒါတောင်းဆိုတာဖြစ်ပါတယ်နော်ကျွန်တော်အားလုံးပဲကျွန်တော် Viber ကိုလာခဲ့ကြပါကိုမကြီးအားလုံးပဲကျွန်တော်အကြောင်းလက်တက်နေတော့ချိန်သိမ့်မရလို့ပါ Viber ကိုလာခဲ့ကြပါကျွန်တော် Viber ဖုန်းနံပါတ်အောက်မှာချထားပေးမယ်ကျွန်တော် Viber ကိုလာခဲ့ပြီကိုမကြီးအားလုံးပဲကျွန်တော် Viber ဖုန်းနံပါတ်က900199399ဖြစ်ပါတယ်နော်ကျွန်တော်အောက်မှာလည်းချထားပေးမယ် Viber ကိုလာခဲ့ပါချစ်ကိုချစ်မကြီးအားလုံးပဲကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော် Viber မှာချထားပေးမယ်နော်ကျွန်တော် Viber ကိုလာခဲ့ကြကိုမကြီးအားလုံးအတွက်လုံးဝအကျိုးရှိပါမယ်ကျွန်တော်ကကိုမကြီးအားလုံးပတ်စံတစ်ပြားတစ်ချက်မှမတောင်းပါဘူးစင်ညာတန်းနေပါကျွန်တော် Viber ကိုလာခဲ့ပါနော်900199399ဖြစ်ပါတယ်ကျွန်တော် Viber ဖုန်းနံပါတ်ကတော့ကိုမကြီးအားလုံးပဲViber ကိုလာခဲ့ပါနော်ချစ်ကိုချစ်မကြီးအားလုံးပဲကိုမကြီးအားလုံးလုံးဝအကျိုးရှိရပါမယ်ကျွန်တော်ဟုံးကျော်ခဏနေပေးမယ်ဟုံးကျော်ပတ်တီးတွေပေးမယ်ပေါက်ခဏနေအားလုံးကိုချစ်ကိုချစ်မကြီးအားလုံးပဲရပါအောင်ကျွန်တော် Viber ကိုလာခဲ့ပါကျွန်တော် YouTube မှာလည်းပေးမှာဖြစ်ပါတယ်ဒါပေမဲ့share ကစား share ရသေးခြင်းเนาะကျွန်တော် Viber ကိုလာခဲ့ပါကျွန်တော် Viber ဖုန်းနံပါတ်ကိုအောက်မှာလည်းချပေးထားမယ်ခုကျွန်တော်ပြောရမယ်ပေးချမှာပါ900199399ဖြစ်ပါတယ်เนาะကိုမအားလုံးပဲကဲအားလုံးပဲခွေပြန်ပြောမယ်အခွေက3849အပူပါခွေဖြစ်ပါတယ်เนาะပတ်တီးကတစ်ပတ်တီးကိုမတွေအားလုံး share လိုက်လို့ရတယ်ခုမကျော်စတာဆိုတဲ့အတိုင်းပဲကျွန်တော်ပေးထားတဲ့ခဏနေအားလုံးကဟူလုံးဝမကျော်ပါဘူးเนาะတနေ့လာတော့မဟုတ်အင်္ဂါမှာပဲရတယ်တင်းလာဆိုရင်တင်းလာမနက်ခင်းမဟုတ်ညနေပဲအားမကြော်ရင်အင်္ဂါနေ့အလုံးလုံးအင်္ဂါနေ့မှာရတယ်ဟူးမကြော်စတာဆိုလည်းဟူးလုံးဝမကြော်ပါဘူးเนาะကိုမတွေအားလုံးပဲဟူးမကြော်စတာဆိုတဲ့အတိုင်းပဲဟူးလုံးဝမကြော်ပါဘူးကျွန်တော် Viber ကိုလောင်းဝယ်ရပါချစ်ကိုချစ်မတွေအားလုံးပဲ Viber ကိုလောင်းဝယ်ကြပါကျွန်တော် Viber ဖုန်းနံပါတ်ကိုအောက်မှာချထားပေးမယ်ကျွန်တော် Viber ကိုလောင်းဝယ်ကျွန်တော်ဟူရက်ထည့်ပေးမယ်ချစ်ကိုချစ်မတွေအားလုံးပဲเนาะကဲအားလုံးပဲအဘွားဗျာရမ်းချစ်ပါကျေးဇူးတင်ပါတယ်เนาะအဘွားကျေးဇူးတင်ပါတယ်ခင်ဗျာအခွေက3849ဥပခွေပတိကတစ်ပတ်တီးဖြစ်ပါတယ်နော်ကိုမကြီးအားလုံးပဲအားရထွက်ပြီးရင်ကျွန်တော်ထပ်ပေးမှာပါပတိရောအခွေရောပါဟူလုံးဝမကြော်ပါဘူးနော်ဟူမကြော်စတာဆိုတဲ့အတိုင်းပဲကဲကိုမကြီးအားလုံးပဲကျေးဇူးတင်ပါတယ်နော်